Sisiba Entertainment Channel ပြည့်တဲ့ကြီးအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီလိုကဘာဆောင်းလေးတွေဖွင့်ပြတဲ့အစီအစဉ်လေးကနေပြီးတော့ဗောနော်ဒီနေ့ကျွန်တော်ဖွင့်ပြပေးမယ်တခြင်းလေးတစ်ပုဒ်ရှိရပါတော့ဒီအကိုကဆိုတီးတာအရင်မိုက်တယ်ဆိုတာရောတီးတာရောတော်တော်မိုက်တယ်နော်ဒီသူ့ရဲ့အကောင့်ကိုလည်းTikTok မှာရှာလို့ရတယ်ဗောနော်ကိုရဝေထုံးလို့ခေါ်တယ်ဗောနော်ရဝေထုံး YWT ဆိုပြီးရိုက်ရှာလိုက်ရင်ဒီအကိုဆိုတာတီးထားတာတွေ့ရလိမ့်မယ်ဗောနော်ဆိုတာတီးထားတယ်တော်တော်မိုက်တယ်ဗောအဲ့ဆိုကျွန်တော်တို့ဒီတခြင်းလေးကိုတူတူကြည့်လိုက်ကြအောင်နော်ဒါဒီလူတခြင်းနော်မိုက်တယ်နော်တီးရတယ်ထိုးတယ်ထည့်ပြရစားမိုက်တယ်နော်မိုက်တယ်နော်တီးရအောင်ပို့ပြီးတော့သဘောကျတီးရတာပို့ပြီးတော့မိုက်တယ်ဆိုရလဲကောင်းပါတယ်ဒီကိုကမျက်စိမမြင်တာဖြစ်မယ်နော်မတန်ပေမဲ့စွမ်းရတယ်ပေါ့နော်တော်တော်မိုက်တယ်ဒါကြောင့်မို့သူ့ရဲ့TikTokမှာလဲတွားရောက်အားပေးဖို့ကျွန်တော်ကကြောက်ချင်ပါတယ်ကိုရဝေထုံးပေါ့နော်ရဝေထုံး YWT ဆိုပြီးတော့ရှာလိုက်တွေ့ပါတယ်ကျွန်တော်လည်းလို့ရှာလိုက်တယ်တွေ့ပါတယ်အားလုံးပဲချစ်ချင်းမြတ်တာဖြင့်ငြိမ်းချမ်းကြပါစေနော်